Hello အားလုံးပဲမင်္ဂလာပါရှင် Energy from your universe ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့အခုတစ်ခါမှာတော့ Valentine Day မတိုင်ခင်မှာတင့်အနေနဲ့ကြုံတွေ့ရမယ့်အခြေရေးတွေကဘယ်လိုမျိုးတွေရှိမလဲဒါနဲ့ပတ်သက်ပြီးတော့ collective reading လေးလုပ်ပြီးသွားမှာเนาะကျမနောက်ရက်တွေနည်းနည်းအလုပ်ရှုပ်မှာမဟုတ်လို့လေအဲ့တော့ဗီဒီယိုတွေကိုကြိုပြီးတော့တချို့အရာတွေကိုရိုက်ပြီးတော့ schedule post လုပ်ထားတာပေါ့เนาะstrength ဂျားထဲမှာရန်နေဖြစ်ကြအောင်ပဲတပွဲလောက်တော့နှွှဲရအောင်ပဲထင်တယ်တချို့တော့ relationship ရှိတဲ့သမားတွေပေါ့နော် Tour ones Wheel of Fortune okay ဘာတွေလဲဆိုတော့ကျွန်မပြောပြမယ်နော် reading စဖတ်ပေးမယ် Valentine Day မတိုင်ခင်မှာဘလို့ချစ်ချင်းမျိုးတွေတွေ့ရဖို့ရှိလဲဆိုတော့ရန်လေးတွေတော့နည်းနည်းဖြစ်ရဖို့ရှိတယ်ပေါ့အကြီးကျယ်တော့မဟုတ်စကားရေလူတာမျိုးလားစကားနိုင်လူတာမျိုးလေးလားအဲ့တော့အခက်မသိတာမျိုးလေးပေါ့နော်ချိန်ထားတာနောက်ကျတယ်လူချင်တာမဝယ်ပေးဘူးသွားချင်စားချင်တဲ့ဆိုင်ကသွားလို့မရဘူးschedule တွေကြည့်ထားတာလွဲတယ်ပေါ့နော်ဒီဆိုင်ဖွင့်တယ်လို့ပြောပြီးရောက်သွားတော့မှ2ယောက်သားဘိုက်ကလည်းစားတယ်ဆိုင်ကလည်းပိတ်ထားတယ်အဲ့တော့စိတ်ဆိုးရပေါ့နော်အဲ့လိုကတော့ကဆပေါ့နော်နေလဲလုံးလို့ရတာပဲနည်းနည်းတက်ကြတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုနည်းနည်းရန်ဖြစ်ပြီဆိုရင်တော့နည်းနည်းဒေါသလေးပါလာတာပေါ့နော်အဲ့လိုနည်းနည်းစကားများရတဲ့ energy မျိုးလေးရှိတယ်ပြီးတော့အဆင်ပြေသွားတယ်အဆင်ပြေပြီးခီးတွေပါထွက်ကြအောင်ပါခီးတွေထွက်ဖြစ်တာမျိုးလေးတွေဖြစ်မယ်ခီးမထွက်ဖြစ်ရင်လည်းစိတ်ဆိုးကိုစိတ်ကောက်နေလာချော့တာမျိုးပေါ့နော်ချော့ပြီးတော့နှစ်ယောက်တူတူတနေရာကိုသွားဒိတ်ဖြစ်တဲ့ကိစ္စမျိုးလေးတွေဖြစ်မယ်မဟုတ်ဆိုင်ခရီးထွက်တာမျိုးအကြီးမဟုတ်ပေမဲ့မုတ်ဆိုင်သွားဒိတ်တာမျိုးရုပ်ရှင်ဒိတ်တာမျိုးကိုယ့်ရဲ့အိမ်ကနေပြီးတော့ထွက်တာပေါ့နော်အပြင်ကိုထွက်ပြီးတော့ဒိတ်လုပ်ရှင်းဆိုင်ရမျိုးတစ်ခုခုကိုလုပ်ဖြစ်လိုက်မယ်ပေါ့နော်နှစ်ယောက်တူတူလုပ်ဖြစ်လိုက်မယ်quality တိုင်းကုံဆုံးဖြစ်တာပေါ့နော်နှစ်ယောက်တူတူ quality တိုင်းကုံဆုံးဖြစ်မယ်တချို့တော့သူတွေခရီးထွက်ရတာမျိုးလေးတွေဖြစ်မယ်တိတ်ကလေးသူကခရီးတွေစီစဉ်ထားပြီးတော့ကိုကို surprise လာတိုက်သွားတာမျိုးတွေဖြစ်မယ်ပေါ့နော်ကိုကဒီတိုင်းပဲလူပဲလိုက်သွားရုံနဲ့ပဲကျန်တာအကုန်လုံးသူစီစဉ်ပြီးသားဆိုတဲ့ကိစ္စမျိုးလေးတွေရှိပဲပေါ့နော်အဲ့တော့ Wheel of Fortune ဆိုတော့နည်းနည်းလေးတော့ကျမလည်းဒီတစ်ခုတော့နည်းနည်းရင်ခုန်တယ်သူတင့်ကိုမပြောဘဲနဲ့ဖွက်ထားတဲ့ surprise သေးလေးတွေရှိနေတယ်ပေါ့နော်အဲ့တော့တချို့တော့သူတွေသေးလေးတောင်ဟုတ်ပါမှမသိ surprise ကြီးတိုက်ခံရတာမျိုးပေါ့နော် maybe အဲ့ဒီမှာ propose လုပ်ခံရတဲ့ကိစ္စမျိုးလေးတွေပေါ့နော် will you marry me ဆိုပြီးတော့အဲ့လိုမျိုးလေးတွေဖြစ်လာနိုင်တယ်နော် propose လုပ်ခံရအဲ့ဒါဒါအကြီးစားတွေပေါ့နော်အဲ့လိုအသေးစားဆိုလို့ရှိရင်တော့ကိုယ်တမင်တက်ပေါ့နော်ဘာမှဒီနေ့ကိုလုံးဝမသိတယ်လို့မျိုးလေးနေပြနေပြီးတော့မှရုပ်တရက်ကြီးကောက်ခါငင်ငါနဲ့ surprise ဆိုပြီးလာလောက်တာမျိုးလေးတွေဒီလိုအသေးစားပေါ့နော်ကိုရုံးကိုမုတ်ပို့ပေးလိုက်တဲ့ကိစ္စမျိုးလေးတွေပန်းစည်းပို့လာမျိုးကိုလုပ်ငန်းခွင်ကိုနော်ဒါမှမဟုတ်လဲကိုရဲ့အတန်းတွေကိုစသဖြင့်အဲ့လိုမျိုးအသေးစား surprise ကနေခုနလိုအကြီးစား will you marry me surprise ထိရောက်သွားနိုင်တယ်နော်အဲ့လိုမျိုးလေးတွေရှိတယ် Wheel of Fortune ဆိုတော့ဒီမတိုင်ခင်ပေါ့နော်အဲ့ဒီနေ့ Valentine နေ့ထိမှာဒီစက်ကြားလေးမှာဖြစ်လာနိုင်တဲ့ဒါအခြေအနေနဲ့ပတ်သက်ပြီးတော့ reading လုပ်ပေးသွားခြင်းဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် energy ကိုက်ပြီးတော့ကျမနဲ့ personal reading မေးချင်တာမျိုးတွေရှိရင် Telegram channel Facebook page messenger တွေမှာလာရောက်ပြီးတော့စုံစမ်းနိုင်ပါတယ်เนาะကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျမတို့တွေနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်เนาะ